ရေခူတုတ်ရင်အသက်သေးတဲ့အထိအန္တရာယ်ရှိတာလား Healthy Notes ဘိုင်းဒေါက်တာစီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြသေးခင်ကမလေးရှားနိုင်ငံကမ်းခြေတစ်ခုမှာ jellyfish ရေခူတစ်ကောင်ကြောင့်အပျော်ခရီးကနေဝမ်းနည်းဖွယ်ရာအဖြစ်ရက်ပိုင်းအတွင်းပြောင်းလဲသွားရပုံကိုလူတိုင်းသတိပြုနိုင်ဖို့တင်ဆက်ပေးချင်ပါတယ်အခုလို update ဖြစ်တဲ့စိတ်ဝင်စားဖွယ်ရာဆေးပညာဆိုင်ရာသတင်းအချက်အလက်လေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်Healthy Notes ဘိုင်းဒေါက်တာစီ channel လေးကို subscribe လုပ်ပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်ပြီးရတဲ့လကအသက်2နှစ်အရွယ်ပဲရှိသေးတဲ့ရုရှားကလေးငယ်တူဟာမလေးရှားနိုင်ငံကမ်းခြေတစ်ခုမှာမိဘတွေနဲ့အတူရေကစားနေရင်ရေခူးလို့အများသိကြတဲ့ jellyfish အတုပ်ခံရပြီးနောက်အသက်သေဆုံးခဲ့ရပါတယ်အဲ့ဒီကလေးငယ်ကို jellyfish အတုပ်ခံရပြီးတာနဲ့အရေးပေါ်ကုသမှုတွေပြုလုပ်ပြီးဆေးရုံကိုအလျင်မြန်တင်လိုက်ပေမဲ့အစိတ်ပြင်းထန်မှုတန်ကိုမခံနိုင်တော့ပဲရက်နှဲငယ်တွင်မှာပဲသိဆုံးခဲ့ရတာဖြစ်ပါတယ်။ပင်လယ်ရေကူး jellyfish တွေဟာအသက်သေစေတဲ့အထိအန္တရာယ်ကြီးမားတဲ့သတ္တဝါတွေဆိုတာကိုလူသိနေပါသေးတယ်။ဒါကြောင့်အခုဗီဒီယိုလေးကို share ပေးခြင်းအပြင် jellyfish တွေရဲ့အစိတ်ပြင်းထန်ပုံလေးကိုမျှဝေသွားပေးပါအောင်နော်။ jellyfish တွေဟာလွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကတည်းကကမ္ဘာသမုဒ္ဒရာကြီးတွေမှာကျက်စားနေထိုင်ခဲ့ကြတာပါ။ jellyfish အများစုကတော့လူသားတွေကိုမထိခိုက်စေတဲ့အတွက်စားသုံးလို့တောင်ရပေမဲ့တချို့ကတော့အသက်သေဆုံးစေတဲ့အထိအစိတ်ပြင်းပါတယ်။ box jellyfish နဲ့ irukandji jellyfish တွေဟာအလွန်အစိတ်ပြင်းတဲ့ jellyfish အမျိုးအစားများဖြစ်ပါတယ်။သတင်းတွေအရ2နှစ်သားအရွယ်ရုရှားကလေးငယ်လေးနဲ့တွေ့ကြုံလိုက်ရတဲ့ jellyfish ဟာအစိတ်အလွန်ပြင်းတဲ့ box jellyfish ဖြစ်တယ်ဆိုသိရပါတယ်။တကယ်တော့ jellyfish တွေကမကိုက်တတ်ပါဘူး။သူ့ရဲ့ခြေတံလက်တံတွေမှာရှိတဲ့စူးလေးတွေကလူအသားကိုထိလိုက်တဲ့အခါမှာအစိတ်တွေအရေပြားကတဆင့်ထိုးသွင်းလိုက်တဲ့နည်းနဲ့တိုက်ခိုက်ပါတယ်။သူ့အစိတ်နဲ့ထိလိုက်ပြီးဆိုရင်အထိခံရတဲ့နေရာမှာညီရဲရောင်ရဲတာရားရံတာဆူးရှနာကျင်တာတွေဖြစ်နိုင်ပါတယ်။ရှေးဦးသူနာပြုစုနည်းအနေနဲ့ရှာလကာရည်နဲ့ဆေးပေးတာစူးလေးတွေကိုဇာကနာနဲ့တေချာထုတ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။တချို့မျိုးစိတ်တွေရဲ့အစိတ်ကကြွက်သားတွေရဲ့အာရုံကြောစနစ်ကိုထိခိုက်တာအသက်ရှူရခက်ခဲတာတွေနှလုံးခုန်မှုမမှန်တာတွေဖြစ်စေနိုင်တာကြောင့်ဆေးရုံကိုအမြန်ဆုံးပို့ဆောင်ပေးဖို့လိုအပ်ပါတယ်။ jellyfish တွေဟာလှပပြီးချစ်စပွဲကောင်းပေမဲ့လူအသက်ကိုရန်ပြုနိုင်တဲ့မျိုးစိတ်ဟုတ်မဟုတ်ကိုမသိနိုင်တာမို့ကမ်းခြေမှာအပန်းဖြေမဲ့သူတွေနဲ့ပင်လယ်ပျော်တတ်တဲ့ကလေးလေးတွေကိုအန္တရာယ်ရှိနိုင်ကြောင်းသတိပေးထားသင့်ပါတယ်။ကမ်းခြေမှာရေကူးတဲ့အခါသတိလက်လွတ်မနေပဲပင်လယ်ရေထဲကိုမကြာခဏစစ်ဆေးပါ။ကလေးငယ်တွေပါရင်ပတ်ဝန်းကျင်ကိုမကြာခဏစစ်ဆေးပါ။ကမ်းခြေတစ်ဝိုက်မှာ jellyfish နဲ့ပတ်သက်တဲ့သတိပေးဆိုင်ပုတ်တွေရှိမရှိဂရုစိုက်ရှာဖွေပါ။တစုံတစ်ယောက်က jellyfish တုတ်ခံရတာမြင်ရင် vinegar ရေနဲ့လောင်းပြီးဆေးပေးလို့ရပါတယ်။ပြီးတာနဲ့ကျန်းမာရေးဆိုင်ရာဝန်ထမ်းများနဲ့အမြန်ဆုံးဆက်သွယ်တာမျိုးပြုလုပ်နိုင်ပါတယ်။ဒီလိုစိတ်မကောင်းဖွယ်ရာသတင်းတွေကနေသင်ခန်းစာယူနိုင်တာကတော့ jelly လေးလိုတုံနဲ့ချစ်စရာကောင်းမဲ့အရည်သွေးကလည်းစုံလင်လှပမယ်သူ့ကိုကင်ကြည့်ကျင်လာအောင်ဆွဲဆောင်နေမယ်ဒါပေမဲ့အစိတ်ရှိမရှိမသေးကြတာကြောင့် jellyfish လေးတွေကိုတွေ့ရင်မကင်ကြဖို့အကြံပေးခြင်းပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေကို Healthy Notes ဘိုင်းဒေါက်တာစီ channel ကတင်ဆက်ပေးသွားတာဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သိလို့တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာရေးထားခဲ့ဖို့ဖိတ်ခေါ်ပါတယ်